သုတေသနလို့ကြားလိုက်တာနဲ့စိတ်ထဲမှာဘာကိုပြေးမြင်မိပါသလဲဓာတ်ခွဲခန်းထဲမှာ white coat ဝတ်ထားတဲ့သိပ္ပံပညာရှင်တွေဓာတုပစ္စည်းတွေစမ်းသပ်နေတာတွေမိုက်ခရိုစကုပ်နဲ့ကြည့်နေတာတွေကိုစဉ်းစားမိနိုင်ပါတယ်တကယ်တော့သုတေသနဆိုတာဓာတ်ခွဲခန်းထဲမှာပဲလုပ်လို့ရတာမဟုတ်ပါဘူးသမိုင်းပညာရှင်ဆရာဝန်အင်ဂျင်နီယာတွေကလည်းသုတေသနလုပ်ကြပါတယ်အရိုးရှင်းဆုံးပြောရရင်စူပါမားကတ်တစ်ခုကသူ့ရဲ့ဈေးဝယ်သူတွေဘာပစ္စည်းတွေအဝယ်များလဲဘာတွေကြိုက်တတ်ကြသလဲဆိုတာကိုစစ်တမ်းတွေကောက်ပြီးအဖြေရှာတာကလည်းသုတေသနပါပဲသုတေသနဆိုတာအသစ်တစ်ခုခုကိုသိရှိနားလည်ဖို့စနစ်တကျလေ့လာရှာဖွေခြင်းပဲဖြစ်ပါတယ်လွယ်လွယ်ပြောရရင်အဖြေမသိသေးတဲ့မေးခွန်းတစ်ခုရဲ့အဖြေကိုရှာခြင်းဟာသုတေသနပါပဲဥပမာလေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာနှလုံးရောဂါကိုကာကွယ်နိုင်သလားကိုဗစ်ရောဂါပိုးကဘလို့ကူးစက်တာလဲတချင်းဖွင့်ပြီးစာလုပ်ရင်စာကိုပိုအာရုံစိုက်နိုင်လားဒီလိုမေးခွန်းတွေကသုတေသနရဲ့အစဖြစ်ပါတယ်ဆိုတော့သုတေသနရဲ့အစဟာသိကျင်စိတ်ဖြစ်ပါတယ်ဒီသိကျင်စိတ်တွေကနေသုတေသနလုပ်ပြီးအသိပညာအသစ်တွေရရှိလာတာဖြစ်ပါတယ်သုတေသနဟာဘာကြောင့်အရေးကြီးသလဲကျမတို့နေ့စဉ်အသုံးပြုနေတဲ့ပြုလုပ်နေတဲ့အရာများစွာဟာသုတေသနရဲ့ရလဒ်တွေဖြစ်ပါတယ်ဆေးဝါးအသစ်တွေနည်းပညာအသစ်တွေပိုမိုကောင်းမွန်တဲ့ပညာရေးနည်းလမ်းတွေဟာသုတေသနကြောင့်ဖြစ်ပေါ်လာတာပါဒီကုန်းချုပ်ရရင်သုတေသနဆိုတာမေးခွန်းတစ်ခုကိုအဖြေရှာဖွေဖို့စနစ်တကျလေ့လာတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်သုတေသနတိုင်းဟာမေးခွန်းတစ်ခုကစတင်ပါတယ်ဒါကြောင့်သင်သိကျင်တဲ့မေးခွန်းတစ်ခုရှိရင်သင်လည်းသုတေသီတစ်ယောက်ဖြစ်နိုင်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Like, Share နဲ့ Subscribe လုပ်ဖို့မမေ့ပါနဲ့နော်